စမ်းရှေ့ TV နားလေးမှာအိတ်လို့ရတယ်ဗီဒီယိုဖျားသိရှေ့မှာအဲ့အကျယ်ကြီးအိတ်လို့ရတယ်ကလီကမာတွေမပြောနဲ့အဲ့အပြင်မှာဂရင်တစ်လုံးရှိရတယ်ဗီဒီယိုနောက်မှာလေဗီဒီယိုရဲ့နောက်မှာအဲ့ဂရင်ပေါ်အနွယ်တော့တိတ်လိုက်အဲ့ကလေးမအဲ့လိုရတယ်အဝိတွေကတော့တတဒိတ်တီတောင်မှနန်းတာတာအဲ့ကလေးပေါ့လားဟုတ်တယ်အနွယ်တော်နဲ့ဝင်နဲ့အိတ်အဲ့ပေါ့ဒီချမ်း